digital marketing လုပ်နေပြီမဲ့ဘာလို့ရောင်းအားမတက်တာလဲအားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ Mob Digital Solution ပါဒီနေ့မှာတော့ SME လုပ်ငန်းရှင်တွေတော်တော်များများကြုံတွေ့နေရတဲ့ digital marketing လုပ်တာပတ်စံတွေကကုန်နေတယ်အချိန်တွေကကုန်နေတယ်ရလက်လည်းမကောင်းဘူးဖြစ်နေတယ်ဆိုတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မဲ့ဒီလမ်းကောင်းလေးတွေကိုမျှဝေပေးချင်ပါတယ်ကျွန်မတို့ Mob Digital Solution မှာ digital marketing consulting လာယူကြတဲ့ SME လုပ်ငန်းရှင်တော်တော်များများကအရန်အလုပ်ကြိုးစားကြပါတယ်ဒါပေမဲ့ digital marketing လုပ်တဲ့အခါမှာတော့ရလက်အမှန်မထွက်တဲ့နီးလန်းဟောင်းတွေကိုပဲတက်ခါတလဲလဲတုံးမိနေတဲ့အတွက်ပတ်စံတွေအချိန်တွေကကုန်သွားပြီးရောင်းအားမတက်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ် boosting တွေလည်း run နဲ့ content တွေလည်းတင်နေ social မှာပေါက်နေတဲ့နီးလန်းမျိုးစုံလည်းတုံးကြည့်ပေမဲ့ရောင်းအားမတက်လို့ဘာဆက်လုပ်ရမှန်းမသိဖြစ်နေရဆိုရင်ဒီနီးလန်းလေးတွေအတိုင်းဖြည့်ရှင်းကြည့်ပါနော်ပထမဆုံးအနေနဲ့မိတ်ဆွေရဲ့လုပ်ငန်းမှာ digital marketing ကို AI နဲ့ပေါင်းစပ်ပြီးစနစ်တကျ run နိုင်တဲ့ AI power digital marketing စနစ်တစ်ခု AI power digital marketing system တစ်ခုတည်ဆောက်ထားဖို့လိုအပ်ပါတယ်ဒုတိယချက်အနေနဲ့ကိုယ့်ရဲ့ product ဒါမှမဟုတ် service ကိုဝယ်ယူနိုင်တဲ့ customer တွေအများစုရှိတဲ့ platform တစ်ခုကိုတည်ချရွေးချယ်ပြီးအဲ့ဒီ customer တွေကြုံတွေ့နေရတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ product ဒါမှမဟုတ် service တစ်ခုတည်းကိုပဲ focus ထားပြီးတော့မှ customer တွေတည်အောင်တည်ချပြတ်မှတ်ထားပြီးကြော်ညာကြည့်ရပါမယ်တတိယချက်အနေနဲ့လူတစ်တွေကိုပဲအမြဲတမ်းကြော်ညာနေတာမျိုးမလုပ်ဘဲနဲ့ကိုယ့်ရဲ့ channel ကိုအရင်ကလာကြည့်မှုတဲ့သူတွေကို retargeting လုပ်ပြီးကြော်ညာတာကလက်ချက်စိတ်ဖြစ်ပြီးတွက်ချီပို့ကြိုက်ပါတယ်စတုတ္ထချက်အနေနဲ့လုပ်ငန်းမှာ digital marketing strategy ရှိရပါမယ်ဒီ digital marketing strategy ကလည်းကိုယ့်လုပ်ငန်းရဲ့ business strategy ကိုအခြေခံပြီးဆွဲထားတဲ့ strategy မျိုးဖြစ်ရပါမယ်ဒီ digital marketing strategy ကိုအခြေခံပြီးတော့ digital marketing plan ရှိရပါမယ် content တွေကိုတင်တဲ့အခါမှာလည်းကိုယ့်ရဲ့ customer ရဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ value first content တွေကိုများများတင်နိုင်အောင်ကြိုးစားရပါမယ်ခုခေတ်က AI ခေတ်ဖြစ်တဲ့အတွက်အခုလုပ်ငန်းနဲ့ကိုက်ညီတဲ့ AI tools တွေကိုတေချာအသုံးပြုပြီးမှ competitive advantage ရအောင် brand တေချာတည်ဆောက်ထားပါမယ်နောက်ဆုံးချက်အနေနဲ့ကတော့ကိုလုပ်ထားတဲ့လုပ်ဆောင်မှုတွေရလဒ်တွေကိုတေချာ review ပြန်လုပ်ပြီးပိုကောင်းတဲ့ strategy တွေ plan တွေရလဒ်တွေရလာအောင်စဉ်ဆက်မပြတ်စူးစမ်းအားထုတ်ထားရပါမယ်ဒီချက်လေးတွေအတိုင်းတေချာလုပ်ကြည့်မယ်ဆိုရင်ရောင်းအားမတက်မှာလုံးဝပူစရာမလိုတော့ဘူးနော် Mob Digital Solution မှာလည်းဒီလိုယူရှင်းပြီးရလဒ်ထွက်တဲ့ AI power digital marketing system ကိုတည်ဆောက်ပေးနေပါတယ်အယောင်တွေကြနေလို့ပဲဖြစ်ဖြစ် target ပြည့်ဖို့ခက်ခဲနေလို့ပဲဖြစ်ဖြစ် digital marketing ကိုကိုယ်တိုင်ခေါင်းမစားချင်တော့ဘူးဝန်ထမ်းတွေအများကြီးလည်းငားစရာမလိုပဲ digital marketing ကို AI စနစ်နဲ့ပေါင်းစပ်ပြီးစနစ်တကျရလက်ထွက်အောင်လုပ်ချင်နေဆိုရင်တော့ Mob Digital Solution ကိုအခုပဲ follow လုပ်ထားလိုက်နော်အခုလိုမျိုးအသုံးဝင်မဲ့နည်းလမ်းကောင်းလေးတွေကိုပုံမှန်လေးမျှဝေပြီးတော့ပါမယ်ရှင်မိတ်ဆွေရဲ့လုပ်ငန်းကိုနောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ Mob ရဲ့ AI power digital marketing consultant နဲ့လည်းအခမဲ့တိုင်ပင်ဆွေးနွေးလို့ရအောင်စီစဉ်ပေးထားပါတယ်AI Power Digital Marketing Consultant နဲ့အခမဲ့တိုင်ပြီးဆွေးနွေးချင်တယ်ဆိုရင် message ကနေ AI Power Digital Marketing System လို့ပို့ထားပြီးစာရင်းပေးသွင်းထားလို့ရပါတယ်ရှင်။ကျွန်တော်တို့ Mob Digital Solution ကနေအမြန်ဆုံးပြန်လည်ဆက်သွယ်ပြီးတော့ပါမယ်ရှင်။မိတ်ဆွေတို့လုပ်ငန်းတွေလည်း Digital Marketing စနစ်ကိုအသုံးချပြီးလုပ်ငန်းတွေပုံမှန်တိုးတက်အောင်မြင်ပါစေနော်။